အချိန်နဲ့မျှတိုးတက်ပြောင်းလဲနေတဲ့ယနေ့ခေတ်မှာအမြန်နှုံးကအရေးကြီးပါတယ်။မြန်ဆန်မှုပိုလေအချိန်ကုန်သက်သာလေးဖြစ်ပြီးလူနေမှုအဆင့်တန်းမြင့်မားဖို့လည်းအကောင်းဆုံးထောက်ပံ့ပေးနိုင်တယ်လို့ကျမတို့ Frontier မှယုံကြည်ပါတယ်။ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဖြစ်တဲ့မြန်မာနိုင်ငံဟာ2012ခုနှစ်ကာလတွေမှာမြန်နှုံးနေပြီးလူအများစုမတက်နိုင်တဲ့ဈေးနှုန်းမြင့်မားတဲ့အင်တာနက်ဝန်ဆောင်မှုတွေကြောင့်အင်တာနက်အသုံးပြုသူဦးရေအနည်းငယ်သာရှိခဲ့ပါတယ်။ Frontier ဟာမြန်မာနိုင်ငံတွင်အရေးသွေးနဲ့မြန်နှုန်းမြင့်မားသောအင်တာနက်ဝန်ဆောင်မှုများကိုလူတိုင်းတက်နိုင်သောဈေးနှုန်းနဲ့ဝန်ဆောင်မှုပေးကကမ္ဘာလုံးဆိုင်ရာနည်းပညာကွာဟမှုကိုလျှော့ချပေးစီလိုတဲ့အိမ်မက်ကနေစတင်ခဲ့ပါတယ်။မြန်မာပြည်သူလူထုများရဲ့အကျိုးစီးပွားကိုဗဟိုပြုတဲ့အစစ်မြင့်နည်းပညာဝန်ဆောင်မှုများကိုပေးစွမ်းနိုင်တာကြောင့်ဝန်ထမ်းဥယျာဉ်အနည်းငယ်နဲ့စတင်ခဲ့တဲ့ Frontier ဟာအခုဆိုရင်ရန်ကုန်မြို့ရဲ့အချက်ချာကျတဲ့ပြည်လမ်းမပေါ်ကရုံးချုပ်အသစ်မှာဝန်ထမ်းဥယျာဉ်2000နီးပါးအတွက်အလုပ်ကိုင်အခွင့်အလမ်းများကိုဖန်တီးပေးနိုင်တဲ့ corporation ဖြစ်ရည်တည်နိုင်ခဲ့ပါတယ်။99%သောဝန်ထမ်းဥယျာဉ်ဟာမြန်မာလူမျိုးများကိုသာခန့်အပ်ထားခြင်းဖြစ်တာကြောင့်မြန်မာနိုင်ငံအတွက်ကောင်းမွန်သောအင်တာနက်လိုင်းများအပြင်အလုပ်ကိုင်ခွင့်လမ်းများကိုပါဖန်တီးပေးလျက်ရှိပါတယ်။ Frontier ဟာမြန်မာနိုင်ငံရဲ့ business sector တွေဖြစ်တဲ့ business to government, business to business နဲ့ business to consumer ကဏ္ဍ3ရပ်လုံးတွင်အောင်မြင်စွာဝန်ဆောင်မှုပေးလျက်ရှိပါတယ်။ business to government sector တွင်အမှတ်ရစရာအကောင်းဆုံးဝန်ဆောင်မှုအနေနဲ့မြန်မာနိုင်ငံတွင်အေရှန်အဖြစ်လက်ခံကျင်းပခဲ့တဲ့28ကြိမ်မြောက်စီးကိန်းပြိုင်ပွဲကြီးမှာ Internet Service Provider အဖြစ်ပါဝင်ကူညီနိုင်ခဲ့ပါတယ်။အခြားသော business to government ဝန်ဆောင်မှုအနေနဲ့တက္ကသိုလ်များဈေးရုံများတွင်လည်းမြန်နှုန်းမြင့်အင်တာနက်များထောက်ပံ့ပေးလျက်ရှိပါတယ်။ Business to Business Sector တွင်မြန်မာနိုင်ငံရဲ့ငွေကြေးဝန်ဆောင်မှုများပေးနေသောဘဏ်လုပ်ငန်းများဟိုတယ်နဲ့ခီးသွွားလာရေးလုပ်ငန်းတွင်အဓိကဖြစ်တဲ့ Hotel Group များကျန်းမာရေးဝန်ဆောင်မှုများပေးသောဈေးရုံများ Shopping Center များလေကြောင်းလိုင်းများနဲ့ Construction Developer များအတွက်မြန်နှုန်းမြင့်ပြီးစိတ်ချရတဲ့အင်တာနက်ဝန်ဆောင်မှုများပေးလျက်ရှိပါတယ်။မင်္ဂလာပါကျွန်တော်တို့များတော့ဖုန်းကျော်စောလို့ခေါ်ပါတယ်။မင်းကိုကုမ္ပဏီ Trader တူဖြစ်ပါတယ်။စ30တော့ကျွန်တော်တို့5 map ပေါ့နော်အခုဆိုရင်တော့20 map ထိတိုးတက်လာပါတယ်။လစဉ်ကြီးကတော့ကျွန်တော်တို့4400 5 map ကနေ20 map 4400ကိုကျွန်တော်တို့ငွေကြေးအပြင်မပြောင်းတော့လဲ speed အပြင်ဖြစ်တဲ့ကျွန်တော် user အနေနဲ့ပိုသုံးရအဆင်ပြေပါတယ်။ဒီအကြိုက်ဆုံးဝန်ဆောင်မှုတစ်ခုကတော့ညီမနဲ့အင်တာရောက်ဝေကောက်ခတ်ပြီးတဲ့စနစ်ကိုအရေးကြိုက်ပါတယ်ခင်ဗျ။မင်္ဂလာပါရှင်ညီမကတော့မြန်မာ net prepaid user မဆန်နေထုံဖြစ်ပါတယ်ရှင်။ငွေဖြည့်တဲ့အပေါ်မှာ10%ဘောနဲ့ပေးတာလေးတွေညနှုံတိုးပေးတာလေးတွေကြောင့်အင်တာနက်ပူမြန်ပါတယ်။အခမဲ့ကြည့်လို့ရတဲ့ရုပ်ရှင်လေးတွေကြည့်လို့ရတော့ညီမအတွက်ရုပ်ရှင်လေးတွေလည်းကြည့်ရတာပေါ့နော်။ပြီးတော့တခြားအင်တာနက်တွေနဲ့ရှင်မယ်ဆိုရင်တစ်လအဝါသုံးမှ9000ဆိုတော့ညီမအတွက်အသုံးစိတ်လည်းအရင်သက်သာပါတယ်ရှင်။ Business to consumer ဝန်ဆောင်မှုအနေနဲ့ဒေသနဲ့လူတိုင်းတက်နိုင်သောဈေးနှုန်းဖြင့်အင်တာနက်ဝန်ဆောင်မှုများကိုလိုအပ်တဲ့အခါမြို့နယ်မှာသုံးစွဲတဲ့ဘဝဝန်ဆောင်မှုများကိုပေးရှိနေတယ်Frontier Research and Development တင်ရဲ့တီထွင်စမ်းသပ်မှုများကြောင့် Frontier ရဲ့အဝကြီးအင်တာနက်ဝန်ဆောင်မှုများအားအိမ်တွဲတွင်သာမကနေရာတိုင်းတွင်ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။မြန်မာပြည်ပွားအင်ဂျင်နီယာများမှကမ္ဘာအဆင့်မီကိုပိုင်နည်းပညာဖြင့်ဖန်တီးတီထွင်ထုတ်လုပ်ထားသောမြန်မာနိုင်ငံရဲ့ပထမဦးဆုံးပြည်တွင်းဖြစ် high-tech product ဖြစ်တဲ့ CPE နဲ့ mini စက်ပစ္စည်းများကိုလည်း Frontier မှသုံးစွဲသူများအတွက်တီထွင်ထုတ်လုပ်ထားပါတယ်။သုံးစွဲသူတဦးချင်းစီတိုင်းအားအလေးနဲ့ထားတဲ့ Frontier အနေနဲ့အနာဂတ်တွင်ပိုမိုကောင်းမွန်သောသတင်းအချက်အလက်နဲ့ဤပညာဆိုင်ရာဝန်ဆောင်မှုများကိုလူတိုင်းအသုံးပြုနိုင်ရန်အစဉ်အမြဲကြိုးစားလျက်ရှိပါတယ်။ Frontier Bridging Global Digital Divide